အားလုံးပဲမင်္ဂလာပါရှင်ပြည်ကြီးငါတုံနီးလေးပြောပြပေးပါမယ်အခုတုံနီးလေးကတော့ရခိုင်စတိုင်းအလွယ်တုံနီးလေးပါပဲရှင်ပြည်ကြီးငါကိုဈေးလေးကအကောင့်တော်တော်ကြီးပါတယ်ဝယ်လာတာပေါ့နော်ဒီ80သားအကောင့်2000ခွဲပေးခဲ့ရပါတယ်ပထမတစ်ဝက်ကိုတော့အကင်လှုပ်ရှားပြီးပါပြီအခုဒီကြံတစ်ဝက်ကိုအတုပ်လှုပ်ရှားမလို့ပါပြည်ကြီးငါကိုမညှိအောင်လို့စပြီးတော့စေးကြောတန့်စင်တဲ့ဗနီကာနဲ့ပုတ်စေးထားပါတယ်အခုပြုတ်တဲ့ရေနွေးဆူဆူမှာပြုတ်တဲ့အချိန်မှာလည်းဗနီကာလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပါမယ်အချိန်ကြာကြီးလည်းမပြုတ်ပါဘူးရေနွေးပွက်ပွက်ဆူမှာ9မိနစ်လောက်ပြုတ်လိုက်ရင်ရပါပြီပြည်ကြီးငါကိုအချိန်ကြာပြုတ်ရင်မာသွားတတ်ပါတယ်အဲ့ဒါကြောင့်ခဏပဲပြုတ်ပါမယ်ပြည်ကြီးငါကိုရပြီဆိုလို့ရှိရင်ကိုသုံးမဲ့အရွယ်အစားပမာဏလောက်လှီးဖြတ်လိုက်ပါမယ်ပြီးရင်ကိုကစီမပါပဲရခိုင်တုပ်ပုံစံလေးတုပ်မှာဖြစ်တဲ့အတွက်ငရုတ်သီးစိမ်ရဲ့ကြက်သွန်ဖြူရဲ့ရောထောင်းထားမယ်ကြက်သွန်နီပပလှီးထားမယ်ခရမ်းစီသီးပပလှီးထားမယ်နန်းနန်းမင်းရဲ့တံမြာသီးရဲ့လိုအပ်ပါတယ်ပြီးရင်ပြည်ကြီးငါတဲ့ကိုအသင့်ပြင်ထားတဲ့အရာတွေအားလုံးထည့်မယ်စားရဲ့ဟင်းခတ်မုတ်ရဲ့ထည့်မယ်တံမြာသီးလေးညှစ်ထည့်မယ်ပေါ့နော်ဒီနေရာမှာငပိကြိုက်တဲ့လူတွေငပိတောင်းထည့်လို့ရပါတယ်ငမြာရည်လည်းသုံးပြလို့ရပါတယ်ကျမကတော့ငပိငမြာရည်မသုံးစင်တဲ့အတွက်စားနဲ့ပဲတုပ်ပါတယ်ရှင်တွေးလို့ရှိသူတွေနဲ့အငန်းလျှော့ကျင်တဲ့သူတွေဒီလေးတိုင်းတုပ်လို့ရပါတယ်အပိထည့်တုပ်မယ်ဆိုရင်တော့ရခိုင်တုပ်စစ်စစ်ရပါတယ်ပြီးရင်ရောနယ်လိုက်လို့ရှိလို့ရှင်အရသာကောင်းတဲ့ပြည်ကြီးငါတုပ်လေးရပါပြီရှင်ဝိတ်ချနေတဲ့သူတွေအတွက်လည်းအထူးတင့်လျော်တဲ့ဟင်းတစ်ခွက်ပါပဲစီလည်းမပါပါဘူးရှင်လဲလဲကူကူလှုပ်ဆောင်လို့ရတဲ့နီးလေးမို့လိုက်လှုပ်ရှားကြည့်ကြနော်အရင်နေ့ကအကင်လှုပ်ရှားဖြစ်တာလေးကိုလည်းနည်းနည်းလေးပဲရိုက်ထားမိလို့ထည့်ပေးလိုက်ပါတယ်ရိုးရိုးရှင်းရှင်းပဲမီးလေးနဲ့သူ့ကိုမီးကင်လိုက်ပါတယ်အဓိကကတော့သူ့နဲ့တွဲစားဖို့စော့ကောင်းကောင်းဆက်တက်ရင်ရပါပြီစော့ဆက်ဖို့အတွက်ငရုတ်သီးစိမ်ကိုဘိုင်းမနာအောင်နည်းနည်းပြုတ်ထားပါမယ်ပြီးရင်စက်သွန်ပြူနဲ့ရောထောင်းမယ်ဟင်းခတ်မုတ်လေးထည့်မယ်တကြားထည့်မယ်တံမြာသီးညှစ်ထည့်မယ်နန်းပါပေါ့နော်ဒီပစွန်ထန်းလေးယူရီးယားပစွန်ထန်းလေးနည်းနည်းထည့်လိုက်ရင်ရပါပြီရှင်နောက် vlog လေးတွေမှာပြန်ဆုံပါမယ်ရှင်